အမေဖြစ်သူကကောင်းကင်ကနေကြောက်ခဲတွေအောက်ကိုကျလာတာကိုမြင်လိုက်ရပြီးသူတို့ရဲ့အေဂျင့်နဲ့နေရက်တွေကုံဆုံးတော့မယ်ဆိုတာသိလိုက်ပါတယ်။သားဖြစ်သူအပြင်ကိုထွက်လာတဲ့အခါသူမကသူ့လက်ကိုဆွဲပြီးအချက်ပြဖို့စူးစမ်းတဲ့အနေနဲ့ကျလာတဲ့ကြောက်ခဲတွေကိုလက်ညှိုးထိုးပြခဲ့ပါတယ်။ဒါပေမဲ့သားဖြစ်သူကတော့သူမရဲ့ခေါင်းအုံးကိုတေချာပြင်ပေးပြီးထွက်သွားခဲ့ပါတယ်။တိုးချံကိုရောက်တဲ့အခါမှာတော့တိုးတွေအကုန်လုံးတေဆုံးနေတာကိုသူတွေ့လိုက်ရပါတယ်။နောက်တော့သူရေခတ်တဲ့အခါမှာလည်းရေတွေကနောက်ကျပြီးထွက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူ့အမေမှာအချိန်သိမ့်မကျန်တော့ဘူးဆိုတာကိုသူနားလည်သွားခဲ့ပါတယ်။အဲ့ဒီညနေမှာတော့သူကတကားဝမှာထိုင်ရင်သူမကိုဝမ်းနဲ့စိတ်မကောင်းစွာနဲ့စိုက်ကြည့်နေမိပြီးဝေးလံတဲ့တောင်ကုန်းတွေစီကိုမျှော်ကြည့်လို့တက်ပြင်းချနေခဲ့ပါတယ်။အကြာကြီးစဉ်းစားပြီးတဲ့နောက်မှာတော့သူကသူမရဲ့ကိုယ်မှာကျိုးကိုချီနှောင်လိုက်ပြီးနေမထွက်ခင်မှာပဲသူမကိုကြောပိုးပြီးထွက်ခွာလာခဲ့ပါတယ်။တောင်တက်လန်းအတိုင်းရှောက်လာရင်းနဲ့သူ့အမေကတမင်တကာပဲသူမရဲ့ခေါင်းအုံးကိုချပစ်လိုက်ပြီးသူ့ကိုကောက်ခိုင်းဖို့လက်ညှိုးထိုးပြပါတယ်။သူကောက်ဖို့အသွားမှာတော့သူမကကိုလေးချိန်ကိုတမင်တကာရွှေ့လိုက်တာကြောင့်သူလဲကျလူနီးပါဖြစ်သွားခဲ့ပါတယ်။အဲ့ဒီညမှာတော့သူတို့တွေမိဘုံပေးမှာနားခိုခဲ့ကြပါတယ်။သူကသူမကိုစားစရာကြွေးပေမဲ့သူမကဂယုမဆိုင်ဟန်ဆောင်နေတာကြောင့်သူကအိပ်ပျော်ခြင်းအောင်ဆောင်နေလိုက်ပါတယ်။အဲ့ဒီအခါကျမှသာအမေဖြစ်သူကအစားအစာကိုငြိမ်ငြိမ်သက်သက်စားပါတော့တယ်။နောက်တနေ့မနက်မှာတော့သူကသူမကိုကြောပိုးပြီးမတ်ဆောက်တဲ့တောင်ကုန်းရှုံမြောင်တွေအတိုင်းတတိထားလို့ဆက်လျှောက်လာခဲ့ပါတယ်။သူတို့တွေတောင်ချေနားကိုရောက်ခါနေတဲ့အခါမှာတော့သူတို့နှစ်ယောက်အတူတူနောက်ထပ်တစ်ညလောက်ပို့ပြီးနေနိုင်ဖို့နေမင်းကြီးကတမင်တက်တက်နှေးကွေးစွာဝင်သွားခဲ့ပါတယ်။ချမ်းလိုတုံနေတဲ့အမေဖြစ်သူကိုကြည့်ပြီးစကားပြောချင်ပေမဲ့ဘာပြောရမှန်းသူမသိဖြစ်နေခဲ့ပါတယ်။နောက်ရက်မှာတော့သူကသူတို့ရဲ့နောက်ဆုံးပန်းတိုင်စီကိုသူမကိုဆက်ပြီးပိုးခေါ်သွားခဲ့ပါတယ်။ကင်တွေတက်ဖို့အန်ရီယကင်းတဲ့နေရာမရှိတဲ့မက်ဆောက်ပြီးမြင်မာတဲ့တောင်ကုန်းကိုရင်ဆိုင်ရတဲ့အခါမှာတော့သူကရှိသမျှအင်အားအလုံးနဲ့တွေ့တက်ခဲ့ပါတယ်။သူတို့တွေတောင်ထိပ်နားကိုရောက်ခါနီးအချိန်မှာတော့ပခုံးတိုင်းကျိုးတစ်ဖက်ကပြုတ်ထွက်သွားပြီးသူမပြုတ်ကျလူနီးပါဖြစ်ခဲ့ပေမဲ့သူကအချိန်မီလှမ်းဖမ်းပြီးမြဲမြံစွာထိန်းထားနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာတော့သူတောင်ထိပ်ကိုရောက်ရှိသွားခဲ့ပြီးအေးချမ်းလာတဲ့ရွာကလေးကိုငုံကြည့်လိုက်ပါတယ်။သူ့အမေလည်းအလှပရှုခင်းတွေကိုခန်းစားနိုင်ဖို့သူမကိုဖြည်းဖြည်းချင်းအောက်ကိုချပေးလိုက်တဲ့အခါမှာတော့သူမကွယ်လွန်သွားခဲ့ပြီဆိုတာကိုသိလိုက်ရပါတယ်။ခဏကြာမှာတော့သူမရဲ့လက်မောင်းကြားထဲကနေကြောက်ခဲတစ်လုံးလျှော့ကျလာခဲ့ပါတယ်။အဲ့ဒီအခါကျမှပဲသူနားလည်သွားခဲ့ပါတော့တယ်။သားဖြစ်သူအနှေးကွေးရှောက်နိုင်ဖို့နဲ့အတူတူရှိရမယ့်အချိန်တွေပိုရစေဖို့အတွက်သူမကကြောက်ခဲကိုဝတ်ထားပြီးကိုလေးချိန်ပိုလေးအောင်တမင်လုပ်ခဲ့တာပဲဖြစ်ပါတယ်